ဟုတ်တယ်သူ့အကောက်ဟောင်းမှာစိတ်နေအများကြီးရှိတယ်တဲ့အဲ့ဒါသူအကောက်ဟောင်းကြီးပြတ်သွားတာစိတ်ဒိုင်းမွန်းနေအများကြီးပဲဒီမဲ့တဲ့ကိုခုလိုဒိုင်းမွန်းချပြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အဲ့အကုန်လုံးကတဲ့ကိုတိရသူတော်တော်များမူးနေတာတဲ့လိုက်ကိုကြည့်ရတယ်တဲ့မူးနေရရွယ်ဆိုတော့လေအဲ့မူးရောတဲ့မူးလို့မျိုးဆေးရုံမှာရောက်ခါလေကျမကြီးကြောင့်လိုက်ဒီကနားလိုက်ရမယ်ချင်းနေဖြစ်သွားတယ်အခုတော့တိတ်မတော့တော့ပါအသက်ရှိရှိနေခြင်းတည်းရဲ့နော်အားလုံးရဲ့အချစ်ကိုခံခြင်းတည်းရဲ့အားလုံးရဲ့အချစ်ကိုခံခြင်းတည်းရဲ့ပြီးတော့တဲ့အဲ့လိုစကားပြောလည်းအမြဲပူပူလင်းလင်းပဲတဲ့လူတိုင်းအောင်စိတ်ရင်းနဲ့ပဲပြောတယ်တဲ့စိတ်မရှိဘူးပြောချင်အဲ့မကောင်းတဲ့မတ်နေဆိုကြော်လိုက်တာကွာကိုတော့ negative ဖြစ်မဲ့မတ်နေဆိုကြော်လိုက်ရကောင်းတဲ့ဒီတိုင်းစနောက်တာကိုတဲ့ပြန်စရတယ်ဒီလောက်ပဲဒါပေမဲ့အခုတော့မတောက်ဖဲနဲ့တဲ့လိုက်လွင်နိုင်ဟယ်လိုမူးနေတဲ့အချိန်ကြည့်လိုက်ခုကမမူးတော့ပါဒါပေမဲ့အခုလေတဲ့ကောက်ကိုယ့်ရဲ့အကိုတွေကိုကြီးတွေနော်အကုန်လုံးတဲ့ကောင်းမွန်နေပြန် beautiful thank you ပါဟုတ်ကောင်းမမူးပဲနဲ့လဲစကားပြောဟုတ်အရင်တော့ဆိုလိုက်လွှင့်လို့ရှင်ဘာပြောရမှန်းမသိဘူးတင်လား thank you ပါကျေးဇူးအများကြီးတင်ပါရှင် oh my god oh love you thank you ကျေးဇူးအများကြီးတင်ပါရှင်လူဒါthank you ပါကျေးဇူးအများကြီးတင်ပါရဲ့သူကအကောက်တက်တယ် thank you မို့ကျေးဇူးအများကြီးတင်ပါရှင်အပါတဲ့ခုလိုတိုင်းမွန်းချပေးဆိုကျေးဇူးအများကြီးတင်ပါရှင်အကုန်လုံးကျေးဇူးအများကြီးတင်ပါတကယ်ပြောလဲပြောရလေတဲ့လဲဟိုလိုက်မလွင့်တဲ့နှစ်လကြီးမှာတင်တူဟိုကျေးဇူးပါHey, hello. Hello. No problem. Every time သူ့ရဲ့အကောက်ကိုကျမတွေ့ကျမဟောမဖြစ်အောင်ဟောလို့